ရှင်ဘာလာလောက်တာလဲ ခင်မေးစီကိုလာတာပေါ့ခင်မေရဲ့ ရှင်ကျမကိုရေးစားစကားပဲလာပြောတာမလား ဟုတ်တယ်ခင်မေကိုမတွေ့ရရင်မနေနိုင်တော့ မျိုးတဲ့ခင်မရရှင်ကိုရေးစားမထားသေးဘူးလို့ပြောထားရင်မလား ခင်မေခုလိုပြောပြီးဆောင်ခိုင်းတာများနေပြီကျွန်တော်ဘယ်နေ့ဆောင်ခိုင်းအောင်မလဲဗျာ ကျမမိမသားလေးစီးစဲရမှာပေါ့ရှင်ဟာခင်မကိုတကယ်ချင်းစိတ်ရှိရှိနဲ့စောင့်နေရမှာပေါ့ရှင် ဟာဗျာကျွန်တော်ကိုဆောင်ခိုင်းနေတာဒီနေ့နဲ့ဆို3နှစ်ရှိပြီလေခင်မေရဲ့ကျွန်တော်ကိုလည်းသနာပါအောင် မတနာပါဘူး ခင်မေ လမ်းလိုက်တာရှင်ရဲ့ဘာဖြစ်တာလဲ ခင်မေနောက်မှာမွေကြီး ဟမ်အမလေးဖះရေမျိုးတဲ့လောက်ပါဦးခင်မမွေကြောက်တယ် ရပြီခင်မေမကြောက်နဲ့ကျွန်တော်ရှိရနော် ဟဲငွေရအယုတ်ကြီးပဲရှင်ကျမကိုဖက်ထားတယ်လွတ်ပါလို့ မလွတ်နိုင်အောင်ခင်မေကျွန်တော်အပြေးပေးမှလွတ်မယ် ဒါမတရားဘူးမျိုးတဲ့ အချစ်နဲ့ဆက်မှမတရားတာမရှိဘူးခင်မေကျွန်တော်ဒီနေ့ခင်မေစီကနေအပြေးရမှဖြစ်မယ် ရှင်တော့ ပြောမှခင်မေကျွန်တော်ကိုချစ်တာ ရှင်ရလေတော့ ခင်မေထပ်ပြီးမူနေရင်ဖတ်နိုင်ပြန်ပါနော် ဟုတ်တော့အဲ့လိုမလုပ်ပါနဲ့ရှင်ရဲ့ခင်မေကွန်ပျူတာကိုချက်ပါတယ် ဝိုင်းလာလိုက်တာခင်မေရဲ့မွတ် အိုးရှင်ပြောရမနှမ်းဘူးဆို အဲ့ဒါမူနေရင်ဖတ်နိုင်ပဲပြောပါလေခုကကျွန်တော်လိုနိုင်လား ရှင်တော်တော်ပြောကောင်းရင်နော်